feel ဆိုတဲ့စာလုံးကခံစားရသည်ခံစားသည်ဆိုတဲ့အဓိပ္ပာယ်ရတယ် adjective ဆိုတာတွေကတော့ဥပမာ beautiful လှပသော ugly ရုပ်ဆိုးသောစတဲ့မြန်မာလိုအဓိပ္ပာယ်မှာသောနဲ့ဆုံးတဲ့စကားလုံးတွေဟာ adjective တွေဖြစ်ပါတယ်အဲ့ဒီလိုမျိုး adjective စာလုံးတွေကို feel ရဲ့နောက်မှာထားပြီးပြောတဲ့ရေးတဲ့အခါတစုံတစ်ယောက်ဒါမှမဟုတ်တစုံတစ်ခုရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုဖော်ပြတဲ့စကားစုတွေဖြစ်သွားပါတယ်ပြောရရင်တယောက်ယောက်ကကိုယ့်ကိုနေကောင်းလားကျန်းမာလားအဆင်ပြေလားဆိုတဲ့သတင်းမေးစကားတွေပြောလာတဲ့အခါမှာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာခံစားချက်တွေကိုပြန်ပြောတဲ့အခါသုံးလို့ရတဲ့ pattern ပုံစံတစ်ခုဖြစ်ပါတယ်ဒီ feel plus adjective ပုံစံကိုသုံးထားတဲ့ဝါကျတွေမှာ feel ဟာ verb အဖြစ်ဆောင်ရွက်တဲ့ adjective ကတော့အဲ့ဒီဝါကျမှာပါတဲ့ subject ဟာဘယ်လိုခံစားနေရတယ်လဲဆိုတဲ့အခြေအနေတွေကိုဖော်ပြပါတယ်သူ့ကို tense အမျိုးမျိုးနဲ့လည်းသုံးလို့ရတယ်နောက်တစ်ခုသတိထားရမှာကဒီ feel plus adjective ဟာတစ်လုံးချင်းခွဲပြီးတော့ဘာသာပြန်ရတာမျိုးမဟုတ်ပဲသူတို့နှစ်ခုပေါင်းပြီးတော့မှ verb အဖြစ်သတ်မှတ်ရတဲ့စကားစုတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့လို့ဘာသာပြန်တဲ့အခါဥပမာ feel beautiful ဆိုလို့ရှိရင်လှပသောကိုခံစားရတယ်ဆိုတဲ့သိအဓိပ္ပာယ်မရှိတဲ့ဘာသာပြန်မှုမျိုးမဟုတ်ဘဲနဲ့လှပတယ်ဒါမှမဟုတ် feel sad ဝမ်းနည်းတယ် feel sick နေမကောင်းဘူးစသဖြင့် verb စာလုံးအနေနဲ့သတ်မှတ်ရတဲ့စကားစုတစ်ခုဖြစ်ပါတယ်